အားလုံးပဲမင်္ဂလာပါနော်နှစ်သက်ဆိုတော့နှစ်သက်ရောက်ပြီဆိုတော့စုမုံကောင်းစကားလေးပြောချင်တာပါကျွန်မ Facebook က friend တွေ YouTube က friend တွေရောနော်ဘာပဲဖြစ်ဖြစ်နော်မငြင်းမညူပဲနဲ့အားပေးတာလဲကျေးဇူးတင်ပါတယ်နော်သူမွေးလိုက်ထိုးတဲ့လူတွေလည်းကျေးဇူးတင်ပါတယ်လို့နော်အခုလာမယ့်2026မှာနော်လိုချင်တာတွေအားလုံးပြည့်စုံကြပါစေလို့မြန်မာပြည်သူမြန်မာပြည်သားအားလုံးလည်းဒီမကောင်းတဲ့ပြောစရာမရှိပါဘူးနော်ဒီမကောင်းတဲ့စက်တပုံကတော့နော်အဲ့ဒီဘေးကနေပြီးတော့အမြဲဆုံးလွတ်မြောက်ကြပါစေလို့နော်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်မဆုမကောင်းတောင်းပေးပါတယ်ပြီးတော့လည်းနော်ကျွန်မချစ်တဲ့တငယ်ချင်းတွေပေါ့နော်ကျွန်မလည်းကြားစရာလေးရှိပါတယ်ကျွန်မကိုနေရာထိုးမဲလို့ပြတာနော်အကုန်လုံး20လေးကျွန်မထိုးထားပါတယ်ဟိုဝါဒနာပါရင်တော့လိုက်ထိုးပါတော့နော်ကျွန်မတူတူလေးပြကျွန်မတော့သုံးဝချက်တဲ့လူဆိုတော့ဒီလားလိုက်ထိုးတဲ့လူလေးနဲ့ရှိမလားလို့ပေါ့ရှိတယ်လို့တော့ပြောကြတာပဲနော်အမှန်ပြောရင်တော့2026မှာဆိုရင်တော့ကျွန်မဒီသုံးဝထိုးတာတွေပါလေရတော့နော်မတင်ပေးနိုင်ပါဘူးဒါပေမဲ့တစ်ခါတလေကြာလို့ရှိရင်Facebook ကနေသိချင်တာလေးရှိရင်တော့အချိန်မရွေးကျွန်မမေးပါသလားကျွန်မပြောပေးပါမယ်သလား2026ကျတော့ကျွန်မနည်းနည်း busy ကျွန်မရည်ရွယ်ချက်တွေရှိပါတယ်နော်ဒါကြောင့်အားလုံးပဲ thank you ပါနော်ဝါသနာရှင်တွေလည်းလိုက်ထိုးကြပါလို့ကျွန်မပန်းနေရတော့အများကြီးရတော့ကျွန်မပန်းနေနှစ်မှာတိုက်ဆောင်မလားကားဝယ်မလားငယ်ချင်းမိတ်ဆွေတွေအားလုံးလိုချင်တာဆန္ဒပြည့်စုံကြပါစေလို့ bye bye